ကစားမဲ့ချန်ပီယံလိပွဲစဉ်တွေအတွက်အင်တာနက်ခန့်မှန်းချက်များဗိုလ်တုံးနေ့ညမှာလည်းမနေ့ကလိုပဲချန်ပီယံလိပွဲစဉ်9ပွဲရှင်းပြိုင်ကစားတော့မှာဖြစ်ပြီးတော့ Real Madrid ဂျူဗင်တက် Frankfurt Liverpool တို့လိုပွဲကောင်းတွေလည်းပါဝင်နေပါတယ်ဒီနေ့ညမှာကစားမဲ့ချန်ပီယံလိ League ပွဲစဉ်နဲ့ပတ်သက်လို့အင်တာနက်ခန့်မှန်းချက်တွေကိုတင်ဆက်ပေးလိုက်ရပါတယ်ည7:00နာရီနဲ့15မိနစ်မှာကစားကြမဲ့ Vivao ကာရာဘတ်ပွဲမှာဆိုတော့ Vivao အသင်းက3ဂိုးတကို Galata Street ပိုတယ်ကလစ်ပွဲမှာဆိုတော့ Galata Street အသင်းက2ဂိုးကိုမရှိနဲ့အနိုင်ရမယ်လို့ခန့်မှန်းထားပြီးတော့ည7:00နာရီပွဲမှာကစားကြမဲ့ပွဲစဉ်တွေကိုလည်းအခုလိုပဲအင်တာနက်ကခန့်မှန်းပေးထားပြန်ပါတယ်။ Atalanta Slavia Prague ပွဲမှာဆိုတော့ Atalanta အသင်းက3ဂိုးတကို Bayern Munich Club Brugge ပွဲမှာဆိုတော့ Bayern Munich အသင်းက6ဂိုးကိုမရှိ Chelsea Ajax ပွဲမှာဆိုတော့ Chelsea အသင်းက3ဂိုးတကို Frankfurt Liverpool ပွဲမှာဆိုတော့ Liverpool အသင်းက2ဂိုးတကိုနဲ့ Monaco Spa ပွဲမှာဆိုတော့တစ်ဖက်ကိုတကိုစီ Real Madrid Juventus ပွဲမှာဆိုတော့ Real Madrid အသင်းက2ဂိုးကိုမရှိနဲ့ Sporting Lisbon Marseille ပွဲမှာဆိုတော့ Marseille အသင်းက2ဂိုးတကိုနဲ့အနိုင်ရမယ်လို့အင်တာနက်ကခန့်မှန်းပေးထားပါတယ်။